ကျော်သွားတဲ့လမ်းတူလေးမှာပေါ့ရောက်ဖို့18မိနစ်အလိုလေးမှာလမ်းလေးရတော့ပြပါတယ်ဒီလိုခက်ခဲတဲ့လမ်းကြီးကိုမောင်းလာဖြစ်ပါတယ်ကျွန်တော်ဒီတိုးလာပြီးဆက်ပါဖြစ်ပါတယ်ကျွန်တော်ရဲ့စရတ်တော်ကိုအားလုံးပြပါတယ်စစ်သေးလားရပါဘာလို့ရလဲဒေါ်လာဘုမိုးသားကြားနေတာမိုင်းကမပေါ်မလို့ကိုပြေးလာပြီ